မင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ရဲ့ channel ရနဲ့ကြိုးစားပါရနော်ဒီတစ်ခါမှာတော့မြန်မာဖက်ချမ်းကိုတရုတ်တွေကြီးကြိုတာနဲ့ပတ်သက်ပြီး lobby ပေါ်မှာရေးနဲ့လွတ်တော်မှတ်တွေတရားနဲ့တွေကဘာပြောထားလဲဆိုတာတငယ်ချင်းတို့ဆုံးတခြားလေးနားထောင်ကြည့်တတ်ကြနော်မွေးဖြစ်တဲ့ channel ကိုပုံမှန်အောင်လဲ credit ပေးပါရနော်စီ lobby နဲ့စီလွတ်တော်မှတ်တွေချစ်ချင်းကြိုက်ကုန်ပြီနော်တရုတ်နေကြီးကြတာနဲ့ပတ်သက်ပြီးငယ်ချင်းဆောင်းနာထောင်ကြည့်ရကြနော်ကတ်ထကြရတဲ့နေပြီးချင်းရွှေဟောကျုပ်ကပန်ဆိုင်နဲ့ရွှေလီအဲ့ဘက်ချမ်းနေမှာဒီတရုတ်တွေကနည်းနည်းချန်စီယိုတွေကိုနည်းနည်းကြောခတ်လာတယ်။ဘူလာဟာပေ50 60တရားလောက်ချန်စီယိုတွေချက်မှာကြောခတ်လာတယ်။နေမရိတ်တောက်တဲ့ဘောင်ဒရီရဲ့ကျွန်တော်မြန်မာဘက်ချမ်းတဲ့တီကိုပေ100 150လောက်ဖတ်တယ်။အမေရိကန်နိုင်ငံတွေတောက်တဲ့ဘောင်ဒရီရဲ့အလဲမှာပေ100ပတ်လေတက်မနေရတီးတန့်ချန်ထားရတဲ့နေရာတွေ။ဘယ်လေကောင်စပိတ်တူချန်ထား။အချန်ထားတဲ့စပိတ်မရှိတော့ဘူး။ချန်စီယိုဖြစ်သွားပြီ။အပြည့်နဲ့မြန်မာဘက်ကိုခိုးခတ်လာတာကုန်ပြီပေါ့နော်။ဟွာလေးကကြုံလို့ပြောတာပါ။လိုက်တချို့တပည့်တပြားမီဒီယာတွေကဘယ်မှမရောက်ခွင့်နဲ့လေမရောက်ပွင့်နဲ့ရှောက်ပြောတယ်ကျွန်တော်ငယ်ငယ်တော့ဟိုကကျွန်တော်နေဆက်ဒီမှာစကန်းထိုင်ဟိုကကြောက်တယ်ဘင်္ဂလားဒေ့ရှ်နေဆက်အိန္ဒိယနေဆက်တရုတ်နေဆက်ထိုင်းနေဆက်ကျွန်တော်အကုန်လုံးစကန်းထိုင်ကူတယ်ကြောက်တိုက်ကြီးလေအားထားဒါကြောက်တိုက်ဒါကြောက်တိုက်ခွာတိုက်ဒါနိုင်ငံနေကြကြောက်တိုက်ဒီဘက်မှာမြန်မာချာစီကိုခတ်တယ်ဒီဘက်မှာထိုင်းဆိုလဲထိုင်းမတရုတ်ဆိုလဲတရုတ်ဘင်္ဂလားဒေ့ရှ်ဆိုဘင်္ဂလားဒေ့ရှ်အိန္ဒိယဆိုရင်အဲ့လိုခတ်ကျွန်တော်တို့ဘက်ကချန်စီကိုမလာတာကြားလို့ချန်စီကိုလဲတယ်သူတို့ကလာထောက်ပေးတယ်သူတို့ဘက်ကချန်စီကိုလဲနေတယ်ကျွန်တော်တို့ထောက်ပေးတယ်ဒီကြောက်တိုက်ကြီးကတော့ဘယ်သူမှမထိဘူးဗျနိုင်ငံဒါကြီးကဟိုဦးနုခေတ်ကကြောက်တိုက်နေရနော်အဲ့ဒါလည်းဘယ်သူမှမထိဘူးဘယ်သူမှမထိဘူးနိုင်ငံအဲ့လိုနေတာအဲ့ဒါကိုဒီမှာချန်စီကိုတွေလာခတ်နေပါပြီဘာညာခွိကွာဒါရှိမယ်ကြောက်တိုက်ကြီးတော့ဘယ်သူမှမထိဘူးဗျအဲ့ဒါသိကြတယ်ပြောတာဟိုနည်းနည်းတော့ထိန်းပြောရမယ်ပေါ့နော်ထိန်းပြောမယ်ဘာလို့ဆိုတရုတ်ဖြစ်နေတာနော်ကျွန်တော်ပြောမှာတရုတ်ဖြစ်နေတော့ကြောက်ကိုလည်းဒီလိုတော့ကြောက်ရတယ်ကြာ1988ခုနှစ်တိုင်းပြည်ပြတဲ့ခါမှာဒီလိုစားကြမရှိဘူးစားကြမရှိတဲ့ခါမှာတရုတ်စီကနေမူဆယ်လမ်းကျောင်းကနေတွဲရတယ်တွဲရတဲ့ခါကျတော့မူဆယ်လမ်းကျောင်းတွဲလို့ပြီးတော့တက်ဆက်လို့ရတာအဲ့ဒီကျေးဇူးလေးတော့သူ့ကိုပြန်ပြီးတော့ကြည့်ရမယ်အောင်မင်းဒီလိုလေကျွန်တော်တို့တရုတ်နိုင်ငံတွေကနီးကပ်နေရတာဆိုတော့တရုတ်နိုင်ငံတွေတရုတ်နိုင်ငံရဲ့ဟိုဘာလဲဆိုတော့ဒီကုညီဆောက်ရှောက်မှုနဲ့ပူးပေါင်းဆောင်မှုနဲ့နေရတဲ့နိုင်ငံဆိုတော့တရုတ်နဲ့တရုတ်ကတော့ဘယ်ပြတ်မလဲပေါ့ဘယ်ပြတ်မလဲဆက်ပြတ်မယ်တရုတ်နဲ့လည်းရမဖြစ်ရဘူးစိတ်ထဲမှာပဲထားမှာဘာမှဝင်နေမဖြစ်နဲ့တရုတ်ဖြစ်နေတော့ထိတ်ပြောမှမပြောလို့မရအောင်တရုတ်ဖြစ်နေတာဟုတ်ကဲ့နော်တရုတ်နော်ဥအောင်မင်းလည်းမျိုးနဲ့ပြပြမြင်တယ်ဟုတ်ကဲ့တရုတ်နဲ့စိတ်ဆိုးသွားလို့ရှိရင်အချင်းတော့လုပ်ခဲ့တဲ့ဒီမြစ်ဆုံစီမံကိန်းတော်ဒီပြီးတော့တရုတ်ဆိုတော့စိတ်ဆိုးနေတော့ဒီဥစ္စာတော့စဉ်းစားသိကျင်တယ်လို့ပြောချင်ဟုတ်ကဲ့ဟိုညောင်းနော်ပြပြမြင်တယ်ကိုလေးစားပါသူကျွန်တော်ကရင်ခါတော့တရုတ်ကိုကြောက်ရတယ်လို့ပြောတော့ကျွန်တော်ခင်ဗျားတော့ဝိုင်းချကဲမကြောက်တဲ့လူရှိရင်ထွက်လာကျွန်တော်နိုင်ငံမှာတိုင်းပြည်ချစ်ကြရဆိုတာဘာလဲပေါ့နော်စာလေးတစ်စောင်တော့ထုတ်ပြီးမကန့်ကွက်ရလို့တဲ့အထိမကန့်ကွက်ရတော့တဲ့အထိကြောက်နေကြတာလားလို့ကျွန်တော်မေးတယ်ကဲမကြောက်တဲ့လူရှိရင်ထွက်လာပြောလိုက်စမ်းပါကြောက်နေသလားမကြောက်တဲ့လူရှိရင်ထွက်လာပြောလိုက်စမ်းပါတိုင်းပြည်ကိုသွင်းတဲ့အယိုးနဲ့ကာတဲ့လူမျိုးမကြောက်တာမပင်တောင်ကြောက်တယ်တကယ်ကြောက်တယ်တော့မကြောက်လည်းမကြောက်တယ်မတခိုးလည်းတခိုးအဲ့ကောင်တခိုးအဲ့ကောင်တခိုးမကြောက်ပြီးလို့ရှိပါလဲဆိုတော့တနာယူတယ်နော်အများကြီးဆိုးမို့တယ်ဆိုတာကျွန်တော်ပြောချင်တယ်နော်အဲ့ဒီကိုမရောက်ဘူးပဲနဲ့ရှောက်ပြီးတော့သူများလေသံကြားဖန်တရားနာအွန်လိုင်းကတွေ့တာနဲ့ဟာဘာဒီရရောတရုတ်တွေကနေဆက်တွေဘာရှောက်ပြောတယ်တပည့်တရားမီဒီယာသမားတွေသူတို့ကအဲ့ဒါ little knowledge dangerous ပဲဘယ်မှလည်းရောက်ဘူးလားမဟုတ်ဘူးကျွန်တော်တို့ကလည်းပြဿနာအဲ့နေတဲ့ချန်စီရှိနေတာကိုရဟရင်ကိုပိုင်ရဟရင်တော့တရင်နေနေဆက်မဟုတ်အဲ့နေတဲ့ချန်စီဆိုတာမလုံခြုံတဲ့နေမျိုးရှိနေတော့ဒီမလုံခြုံတဲ့နေမျိုးကိုကျွန်တော်တို့သွားပြီးတင်ယူဖို့ဆိုတာမရဘူးအဲ့လိုပဲနေမြေရရှိတဲ့ CG သွားခိုင်းမယ်ဆိုရင် CG ကမလုပ်နိုင်သွားလုံးလို့လည်းမရဘူးပေါ့သူရိုက်လို့မြင်ရတဲ့ပုံဆိုတာလေခုနကဒီချန်စီကိုကြော်တယ်လို့ယူဆရတော့အထောက်ထားဖို့ကသူရိုက်တယ်အဲ့ဒါကိုသူတို့ကရှောက်ပြောတယ်မြေပုံကြတော့ကိုယ်ရှိတယ်နှစ်နိုင်ငံသဘောတူထားပြီးသားမြေပုံပိုင်တဲ့မြေပုံကဒီ area ကကျွန်တော်တို့ရှိမှအစိုးရရှိတယ်လောက်ရမှာအစိုးရလုပ်ဖြစ်သွားပြီအစိုးရကပုံမှန်လင်းရှင်းပြောမယ်ကိစ္စမပြောဘဲနဲ့ဟိုအဲ့လိုကိစ္စမျိုးမှာကျွန်တော်တို့ပုံမှန်လင်းရှင်းပြမှာမဟုတ်မရှင်းပြဘဲနဲ့တရုတ်နဲ့ပတ်သက်ပြီးတော့ကြည်ထိခိုက်အောင်မရေးပါနဲ့မသားပါနဲ့မပြောပါနဲ့မဆိုပါနဲ့ဆိုတာမျိုးအစိုးရပိတ်ပင်ခေါင်းပိတ်ပင်လာမယ်ဆိုရင်ဒါကျွန်တော်တို့ပုံနဲ့ပြောရင်တော့ကျွန်တော်တို့နိုင်ငံကပြဿနာတစ်ခုရှိနေပြီဆိုသိကြတယ်အဲ့လွတ်တော်အမတ်တွေကကျုပ်တို့လောက်တော့တတ်သိမရှိဘူးလေလာပြောတော့တရုတ်ချန်စီကိုကြောက်ခတ်တယ်ခင်ဗျားတို့ဗတ်တွေပိတ်နေကြမပြောဘယ်ပြောရမလဲတတ်တရမရှိဘူးမရှိသူကကြောင်သားမေးလေခုကျွန်တော်တော့မသိဘူးတိုင်းပြည်ကိုသွင်းတဲ့အယိုးနဲ့ကာတဲ့လူမျိုးတွေခုကျွန်တော်ပြောရတယ်ခုကျွန်တော်ပြောသလိုဒီခိုင်ပါတီကဘယ်သူများအဲ့တရုတ်ကိုအဲ့လိုပြောလို့အဲ့တော့ကြောက်နေတော့မပြောရဲမဆိုရဲဖြစ်တာပေါ့နှစ်ခါရှိပြီတော့အမတ်လာပြီးစော်ကားနောက်တစ်ခါစော်ကားရမှာပဲအ
တွဲခါရမှာ 那谁？那谁？那谁啊？ပြောတာပြောနေတာတကယ်တော့လောက်တာမလားကျွန်တော်လည်းမသိဘူးမသိတဲ့အခါကျတော့ဖိဖိနေနဲ့ဆိတ်ချော်တာကောင်းတယ်လို့ကျွန်တော်ပြောချင်တယ် လွတ်တော်ခွင့်ရေးကော်မတီကလွတ်တော်ကိုယ်စားလှယ်စီကိုကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ရှိတယ် အဲ့ဒါမဖြစ်နိုင်ဘူးနော်အဲ့တော့ဖိဖိနေနဲ့ဆိတ်ချော်ဘီနဲ့ဆိတ်ချော်ဒါလည်းဆိတ်ချော်နော်